心也冷呀，你哭泣你的心嘛不念呐，你的眼头你给的，你里妈妈也迷巴啦，眼空的眼你走起一道大里的笑。ဆရာမင်းဘာလို့တကားမဖောက်တော့ ဟုတ်တောင်းပါပါနဲ့ဆရာဒီဖာကိုတစ်ချက်စစ်ပြီးလက်မှတ်ထိုးလိုက်ပါအောင်ရှင်နောက်ပါတကားတိကျဖောက်နော်ဟဲ့ကင်းကောင်မနင်ဘာလာလို့ပြန်ပြီတော့ ဟိုဘာလို့အောင်မလဲကုမ္ပဏီလာပါတယ်ဆိုမှတော့ကိုစီလာတာပေါ့ အပူတွေကပြောနေတယ်မင်းနေအောင်သူတက်စီလာတာမလားသူ့စီပဲသွားစမ်းပါဟာငါမအားသေးဘူးငါစီလာမရှုံးနဲ့ သွားပါဦးသူလည်းမအောင်ဘူးတော့ နင်မရောက်တွေ့ခဲ့လား မတွေ့ခဲ့ ဘယ်တော့နေလဲမသိဘူးကွာ ကိုနေသူတွေခဏတော့စောင့်အောင်နော် boss ခဏနေလာလိုက်မယ် ရပါတယ်အမရာရှိနေရတဲ့တင်စောင့်ရမှာကြားတယ်လို့ပါဒါနဲ့ညနေကျရင်အားလိုက် ဘာရှိလို့လဲကိုနေသူတွေ ဒီနေ့ကကျွန်တော်ရဲ့မွေးနေ့လေအဲ့ဒါအမရာတကူလိုက်ကြည့်ရှင်တော့ ခဏလေးနော်ကိုနေသူတွေ Hello boss မရာမင်းပဲပါလေ ဟိုအမရာအခုကိုနေသူတွေနဲ့စကားပြောနေရပါ သူကဒီကိုဘာလာလို့လဲ အမရာအလုပ်ကိစ္စပဲပြောနေရမှာ boss မင်းဒီကိစ္စငါနဲ့ပြောရမှာလေ အခုလုံးမဲ့ project အကြောင်းကိုအမရာတည်ပြီးသားဆိုတော့လေ boss အရှင်းပြနေပြင်ပန်းနေမှာဆိုလို့အမရာတခါရေးရှင်းပြနေရပါ ဟေးရဆိုလဲအမဆောက်ငါခုလာ ဟုတ်ကဲ့ပါ boss မင်းမရင် ကိုဒီဘက်သူတော့မမြင်ရှာဘူးကိုကလေစီးပွားရေးမှာဒါဟီးရိုသမီးစားရေးမှာ0ပဲ boss ခြေထောက်က ဒီ project ကိုလက်တွဲခွင့်ရတဲ့အတွက်ဝမ်းသာပါ လက်တွဲခွင့်ရတော့ဝမ်းသာပါတယ်ဒါမဲ့သူများဝန်ထမ်းပါမသွားဖို့အတွက်တော့မျှော်လင့်ပါတယ် ဝန်ထမ်းကောင်းတွေကိုလူတန်းသဘောကျတာဒါသဘောပါပဲလေအမရာညနေကျရင်အမရာဖုန်းကိုမျိုးနေပြီနော် မရာမင်းကိုနဲ့လိုက်ခဲ့သူအောင်သူထက်လိုက်ဖို့လိမ့်မယ်အောင်သူထက်နေတယ်မလား အမရာကိုမျိုးနေပြီနော် boss ငါမင်းကိုအခုပေးထားတဲ့လစာထပ်ကိုနောက်တစ်ဆထပ်တိုးပြီးပေးမယ်မင်းအဲ့နေသူတွေနဲ့ဝေးမှနေပါ အမရာကိုအဲ့အတွက်နဲ့တော့လာစာပို့ပေးစီရမလို့ပါ boss အမရာကိုနေသူတွေရဲ့ကန့်လန့်ချက်ကိုညှဉ်းဆန်ပြီးသားမလို့ပါ အဲ့ဆိုရင် तू ကမင်းကိုဘာလို့ညနေခင်းတွေ့ဖို့ချိန်လာလဲ အော်အဲ့ဒါဒီနေ့ကသူမွေးနေလေအဲ့ဒါညနေရုံဆန်လို့ရှိရင်တခုလိုက်တွေ့ချင်နေဆိုလို့ပါ ဒီနေ့ပါခဏစား
လာစာတိုးပြီးလို့ရှိရင်တိုးပေးရတဲ့တိုင်အောင်လုပ်လို့ပေးရမင်းဒီလုပ်တွေအားလုံးကိုဒီတညာတဲ့ပြီးလို့ရုံးမှာပဲလုပ်ရမှာနော်လုပ်ပြီးလို့ရှိရင်ငါလုံဆွဲပေါ်မှာတင်လာလိုက်လက်ပြန်ငါရုံးရအောင်ဖုန်းနဲ့ဆက်ပြီ ဟုတ်ကဲ့ boss မင်းလုပ်သွားလို့ရပြီ အာ